ဒါဝိမြို့၌သခင်ဖြစ်တော်ဒီဟုတော့ကဲတင်တော်အရှင်သည်တင်တို့ဘို့လုံးကိုဖွားမြင်ခြင်းကိုခံတော်မူပြီးတင်တို့သည်အဘေနဘိတ်ဖြင့်တိရမည်လေးဟုမို့ကသူငယ်သည်အဝတ်နှင့်ဖတ်ကြည့်၍နွားစခွက်နှင့်စိတ်ထားလက်ရှိသည်ကိုတွေ့ကြလိမ့်မည်ဟုဆိုပြီးလေသူကောင်းကင်တမန်နှင့်အတူကောင်းကင်ဘုချေအများတို့သည်ချက်ချင်းထင်ရှားကောင်းကင်ဘဝဝေဖျားခင်သည်ဘုံကြီးတော်မူစေတည်းမြေကြီးပေါ်၌လည်းညီတဲ့ခြင်းရှိစေတည်းလူတို့အားမေတ္တာကရုဏာရှိစေတည်းဟုဖျားခင်ကိုချီးမွမ်းမွဲ့ဆိုကြ၏ကောင်းကင်တမန်တို့သည်ကောင်းကင်ဘုံတို့ပြန်ကြပြီးမှတို့ထိန်တို့ကငါတို့ဒီဘက်လင်မြို့တို့တွားကြကုန်အပ်ထောရဖျားဖော်ပြတော်မူသောဤအမှုအရာကိုကြီးကြကုန်အပ်ဟုချင်းချင်းပြောဆိုပြီးလေအလင်းမြန်တွား၍မာရိနှင့်ယောသတ်ကို၎င်းနာဇခွတ်၌တိခ္ထာလေးရှိသောဒုငယ်ကို၎င်းတွေ့ကြ၏တွေ့မြင်ပြီးမှမိမိတို့ရှားသောသူတို့ဒုငယ်၏အကြောင်းစကားကိုအနှံ့ပြပြောကြ၏တိုးထင်းတို့သည်ပြောသောစကားကိုကြားတော်သူရှိသမျှတို့သည်အာဩခြင်းရှိကြ၏မာရိသည်ထိုအကြောင်းအရာလုံးစုံတို့ကိုမှတ်ကြုံ၍စဉ်းစားဆင်ခြင်တဲ့နေ၏တိုးထင်းတို့သည်လည်းမိမိတို့အားပြောနှင့်သည့်အတိုင်းကြားမြင်သမျှသောအကြောင်းအရာကိုထောက်၍ဖျားခင်ကိုအာဩခြင်းမှလည်းပြန်သွားကြ၏ဆုတောင်းကြပါစို့ဒီနေ့ဒုဒအားလုံးကိုကဲတင်ခြင်းရဖို့အနာရောဂါငြိမ်းဖို့ကြွယ်ဝတော့အသက်တာခံစားဖို့အတွက်ကြွစင်းတော်မူခဲ့တော်ထာဝရမြတ်စွာဘုရားသခင်ယေရှုခရစ်တော်ဖျားဝိညာဉ်တော်ဖျားဒီနေ့မျက်မှောက်တော်မှာတာမီတို့တစုပြန်တယ်ပြောမှရောက်ရှိလာတဲ့ခွင့်ကိုဖျားခင်ပေးကြောင်းကျေးဇူးတင်တယ်တာမီတို့မစုံလင်တဲ့အပြစ်တွေလည်းဝန်ခံပါတယ်ကိုရောဖဖျားခင်ဒီနေ့ထာဝရဘုရားဝိပုကူးကွန်ကြီးအစီအစဉ်ဟာကိုရောအစီအစဉ်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားစိတ်တော်နဲ့တွေ့တော်နှုတ်ကပတ်တော်ကြားနာခြင်းဟောကြားတည်တည်ခံခြင်းဆုတောင်းခြင်းဂုဏ်တော်ချီးမွမ်းခြင်းများဖြစ်ဖို့အတွက်တာမီတို့ရောက်တိုင်းကိုဗိတ်သိက်လက်အုပ်ပြုကောင်းချီးပေးနာတော်မူပါဝိညာဉ်တော်ဖျားဆက်လက်အင်တာနက်လိုင်းများကိုလည်းကောင်းမွန်စွာထာဝရဘုရားကိုကိုးကွယ်ရတော်ခွင့်ဖျားခင်ပေးသနာတော်မူပါအိုးဒီနှုတ်ကပတ်တော်ဓမ္မတရားများကိုအခုချိန်မှာတာမကနောင်ကိုလည်းပဲYouTube များဖွင့်ပြီးတော့မှဘုရားခင်စီကအတိတ်တော်ခရစ်စမတ်ရဲ့ကောင်းချီးမလာကိုခံစားနိုင်ကြဖို့အတွက်ဝိညာဉ်တော်ဖျားဆက်လက်ပို့ဆောင်ကောင်းချီးပေးပါမယ်အကြောင်းခင်ယေရှုခရစ်တော်ဖျားနာမတော်၌ဆုတောင်းလက်ဆက်ကအနံပါထမစဖျားခင်အာမင်အခုချိန်မှာကျမတို့အာမင်ဘုန်းတော်ချီးမွမ်းခြင်းအစီအစဉ်နဲ့ဖျားခင်ကိုကိုယ်ကွယ်သွားဖို့အတွက်ဖြစ်ပါတယ်ဒီအချိန်ကိုဆံမဝန်ခိုင်ကိုအချိန်ပေးပါတယ်ယေရှုနာမ၌ခင်ပေးပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျမတို့တခြင်းဂုဏ်တော်တခြင်းများအဖြစ်ဆက်လက်ပြီးတော့မှဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ဝတ်ပြုကြရအောင်ပြတ္တာတော်ရှင်ဘုရားကိုရောရဲ့သားသမီးတို့ကိုအလွန်ချစ်သောကြောင့်လောကသားအယောင်စီတိုင်းတို့ကိုချစ်လျက်ဤလောကသို့ဆင်းသက်ကြွလာလေအပြစ်မှရွေးနှုတ်ကယ်တင်ခြင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းနေလဝကာရင်တော်မှာကိုရောသွန်လောင်းတော်မူသောအသွေးတော်နှင့်ကိုရောစွန့်တော်မူသောအသက်တော်အဖြစ်ယနေ့သားသမီးတို့ကိုအပြစ်မှရွေးနှုတ်ကယ်တင်သောကျေးဇူးတော်အတွက်ကိုရောကိုကျေးဇူးတင်နေအီမာနွေလအရှင်ကျွန်ုပ်တို့နှင့်အတူရှိတဲ့ဖခင်မဆာထောက်ပံ့အမြဲတမ်းလိုအပ်တဲ့အချိန်တိုင်းမှာသားသမီးတို့ကိုလှုပ်ဆောင်ပေးသောမဆာပေးသောထောက်ပံ့ပေးသောကိုရိုနီတနေ့ပြီးတနေ့သား၍နီးစေဖို့ရန်ဆွဲခေါ်ပေးခြင်းအလုံးစုံအတွက်ကျေးဇူးတော်ဂုဏ်တော်အပေါင်းတို့ကိုချီးမွမ်းနေကျွန်ုပ်တို့ရဲ့ရေးတိုင်းအားကိုးရာခိုးလုံကိုးစားရာကိုရရှင်ဖျားသခင်ကိုရရဲ့ကျေးဇူးတော်ဂုဏ်တော်ကိုချီးမွမ်း၍မကုန်နိုင်ပါချီးမွမ်းခြင်းကိုးကွယ်ခြင်းဂုဏ်ပြုခြင်းအလုံးစုံနဲ့ထိုက်တန်တော်မူတဲ့ဖျားရှင်ကိုယနေ့သားသမီးတို့ချီးမွမ်းပြဖို့ကိုးကွယ်တဲ့အခါမှာသားသမီးတို့ရဲ့ချီးမွမ်းခြင်းသည်ဖာရှိတော်မှာမွေးကြိမ်သောယနံ့ဖြစ်စေပါမည်အကြောင်းတင်လို့ပူဇော်တဲ့အခါသခင်ယေရှုမြတ်သောနာမအမိပြုလက်အလုံးယူသေးစွာဖြင့်ချီးမွမ်းလက်ပြဖို့ကိုးကွယ်ကြပါれအဖာအာမင် Praise and worship နဲ့ဝိညာဉ်ကိုအားတက်တွန်းကိုအားပေးတဲ့ဆရာမဝန်ခံလေတန်ရှင်တော်ဝိညာဉ်တော်ဖျားနေတူသူပဲယေရှုတင်ပါတယ်ခုချိန်မှာကြတော့ကျမတို့ဝိညာဉ်အစာ
စားသုံးတောက်သုံးဖို့အတွက်သုံးဆောင်ဖို့အတွက်အချိန်ဖြစ်ပါတယ်ဒါကြောင့်မလို့ဝိညာဉ်တော်ဖျားနဲ့အတူနှုတ်ပတ်တော်ဖော်ပြမယ်ဆရာကန်ထုကိုယေရှုနာမနဲ့အခုအချိန်မှာအချိန်ပေးပါတယ်တကယ်လို့ကျွန်မဟို line ကျသွားလို့ရှိရင်ဟို urgent prayer ပြီးတော့မှအခန်းခွဲပြီးတော့မှနောက်ဆုံးဆရာတော်ကိုလည်းဆုတောင်းကောင်းချီးပေးဖို့အတွက်ပြုတင်ဖော်ပြထားခြင်းပါတယ်ကျေးဇူးတင်ပါတယ် အားလုံးပဲ Merry Christmas ပါလို့နှုတ်ခွန်းဆက်တတ်ပါတယ်ဖျားသခင်ပြင်ဆင်ပို့ဆောင်ကောင်းကြီးပေးတဲ့ Thank you ကျွန်တော်တို့ရဲ့2025ရဲ့နောက်ဆုံးလရောက်လာပါပြီလို့ဒီနောက်ဆုံးလမှာဖျားသခင်ကကျွန်တော်တို့ကိုမိဂုံရမ်းကုန်လှုပ်ရှားဖို့ရန်အတွက်ခွင့်ရေးပေးတဲ့လလည်းဖြစ်တယ်ကျွန်တော်တို့မှာဒီလိုလမြတ်မှာပေါ့နော်အထူးသဖြင့်ဖျားသခင်ရဲ့မှုတော်မြတ်တွေကိုအကောင်းဆုံးဖော်ပြဖို့ရန်ကောင်းတဲ့လက်မြတ်ဖြစ်တဲ့အတိုင်းပဲရန်ကုန် NAD များအတီးတီးနဲ့ကျွန်တော်တို့ NLD တွေလည်းအကောင်းဆုံးဆက်ကပ်ကြိုးစားဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုရှေးဥစွာပြောကြားလိုပါတယ်လို့ဟုတ်ကဲ့ဒီနေ့ကျွန်တော်မျှဝေလိုတဲ့နှုတ်ကပတ်တော်လေးကတော့ A Christmas Reflection for HCF ဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့နော် Let the love of God flow through my life ကျွန်တော်တို့ရဲ့အသက်တာမိမိရဲ့အသက်တာအားဖြင့်ဘုရားသခင်ရဲ့မေတ္တာစီးဆင်းသွားဖို့ဒါလေးကိုကျွန်တော်စိတ်ထဲမှာရှိပါတယ်လို့အထူးသဖြင့်ကျွန်တော်တို့ International Pray Day ထဲမှာ7 declaration တွေကဘုရားသခင်ရဲ့မေတ္တာတော်ဟာပလင်တော်ပေါ်ကနေလို့ကျွန်တော်တို့အသက်တာကိုစီးဆင်းလာပြီးကျွန်တော်တို့ထံမှတဖန်စီးဆင်းပါမည်အကြောင်းဆိုတဲ့ကျွန်တော်တို့ declaration ထဲမှာပြောနေတဲ့အရာတွေကတစ်ခုလည်းဖြစ်ပါတယ်လို့ဒီမှာကျွန်တော်ကျမ်းပိုက်လေးကတော့အထူးသဖြင့်ယူထားတဲ့ကျမ်းပိုက်လေးကတော့တေယောလေး9ပဲဖြစ်ပါတယ်လို့9:10-19ပေါ့နော်9ပဲဖတ်ကြားလိုပါတယ်ဒါတော့အဖြစ်ငါတို့ဒီအသက်ရှင်စေခြင်းဟာဖျားသခင်ဒီတပါးတော်သားတော်ကိုဤလောကသို့စေလွှတ်တော်မူသည့်အရာ၌ငါတို့ကိုချစ်တော်မူသောမေတ္တာတော်သည်ထင်ရှားလျက်ရှိ၏ဖျားရဲ့မေတ္တာကိုကျွန်တော်တို့ဘာကြောင့်စီးဆင်းဖို့လိုအပ်တယ်လဲလို့ပြောတဲ့အခါမှာကောင်းကင်ဘုံရှင်ဖျားသခင်ရဲ့မေတ္တာကအင်မတန်မှကိုနက်နဲတယ်ဖျားရဲ့ဖြစ်ခြင်းတစ်ခုလုံးတောင်မှ God is love ဆိုပြီးတော့မှဖော်ပြထားတာဖြစ်တယ်အရင်တော့ကကျွန်တော်စပြီးတော့မှဒီစကားလုံးစတွေးကစားတော့ကတော်တော်လေးနားလည်ဖို့ခက်တယ်ပေါ့ဘာကြောင့် God is love လို့ပြောတယ်လဲဆိုပြီးတော့မှ God is someone ပေါ့နော်တစုံတစ်ယောက်ဖြစ်မယ်ဆိုပြီးတော့မှကျွန်တော်တို့သိနားလည်ရတဲ့အချိန်မှာ God is love ဆိုပြီးတော့မှဖျားရဲ့တစ်ခုလုံးဖြစ်ခြင်းတစ်ခုလုံးကို love နဲ့ခြုံငုံထားတာကိုကျွန်တော်တော်တော်လေးအံ့ဩခဲ့ရတယ်ပေါ့နော်တော်တော်လေးလဲစိတ်ဝင်စားပြီးတော့မှနဲ့လဲလိုက်ရှာခဲ့ဘူးတယ်ဆာငတ်စွာဖြင့်လဲသူတစ်ပါးတွေရဲ့ဝေငှချက်တွေကိုလဲအာယုံစုဆိုင်နားထောင်ခဲ့ဘူးတယ်အဲ့တော့ God is love လို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့အတွေးခေါ်ထဲမှာပြန်စဉ်းစားကြည့်ရအောင်။ဘာစဉ်းစားဖို့လိုတယ်လဲလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီကဘာကြီးမရှိသေးဘူး။စัจ java လာကြီးမရှိသေးဘူး။ကောင်းကင်မှာခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဆိုတဲ့သုံးပါးတဆူဖရာကရှိနေတယ်။သုံးပါးတဆူဖရာကနံဝိညာဉ်ဖြစ်နေတယ်။အဲ့ဒီနံဝိညာဉ်ဖရာဖြစ်နေတဲ့ဖရာက love ဖြစ်နေတယ်။ဘလောက်တောင်မှ love ဖြစ်နေတယ်လဲဆိုတဲ့အရာကိုကျွန်တော်တို့love ရဲ့စီးဆင်းခြင်းကိုနားလည်နိုင်ဖို့ပေါ့ဖြာထွက်ခြင်းကိုနားလည်နိုင်ဖို့ကျွန်တော်တို့ကဘယ်အထိပြန်သွားရတယ်လဲလို့ပြောလို့ရှိရင်သူ့ရဲ့ဖန်ဆင်းခံတွေအားလုံးကိုပြန်သွားရပါတယ်ဖန်ဆင်းခံတွေမှာကျွန်တော်တို့အားလုံးသိထားတဲ့အတိုင်းကောင်းကင်အဖကကပ္ပဦးကျမ်းအခန်းကြီး1ထဲမှာဖန်ဆင်းခြင်းအားလုံးကိုလှုပ်ဆောင်လာခဲ့တယ်လှုပ်ဆောင်လာခဲ့တဲ့ဖန်ဆင်းခြင်းအားလုံးကနောက်ဆုံးမှာကမ္ဘာမြေကြီးပေါ်လာတယ်လူတွေပေါ်လာတယ်အဲ့ဒီကမ္ဘာမြေကြီးလူတွေထဲမှာအာရန်ကျဆင်းသွားတယ်ကျဆင်းသွားတဲ့အာဒန်ထဲမှာအထီတောင်မှတခါတရံကျရင်ကျွန်တော်တို့ရဲ့မေတ္တာကအကောင်းပိုင်းအထိပဲ
သွားနိုင်တယ်ဆိုကြပါစို့ကျွန်တော်တို့မှာ limitation ရှိတယ်တခုခုဆိုရင် torchlight ဆိုလို့ရှိရင်သူ့ရဲ့ limit ကဘယ်နှမိုင်သွားမလဲဒီလောက်ရှိတယ်အဲ့ဒီ limit ကုန်သွားပြီဆိုလို့ရှိရင်မရောက်တော့ဘူးအဲ့ဒီအလင်းဖြာထွက်နှုန်းကဆိုတော့ဖခင်ရဲ့မေတ္တာကဘလောက်အထိစီးဆင်းလာတယ်လို့ပြောလို့ရှိရင်ညစ်ညမ်းနေတဲ့ညစ်ပတ်နေတဲ့အာရန်ရဲ့ generation ထဲအထိတောင်မှရောက်လာတယ်ဒါကိုကျွန်တော်တို့ဒီ Christmas မှာပြောနေတဲ့မွေးဖွားတော်မူတယ်ဖွားတော်မူတယ် Merry Christmas လို့ပြောနေတဲ့သားတော်ဖခင်မြေကြီးပေါ်ရောက်လာတဲ့အထိသူ့ရဲ့ဒီ Christmas ရဲ့ reflection ကကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒါကြောင့် Christmas ရဲ့ reflection ကိုကျွန်တော်တို့ကသဘောပေါက်နားလည်ဖို့ရန်အတွက်ကဖခင်ကမေတ္တာဖြစ်ပြီးတော့မှကောင်းကင်မှာနာဝိညာဉ်ဖြစ်ပြီးတော့မှမြေကြီးပေါ်မှာဘယ်လောက်ထိဖြာထွက်နိုင်တယ်လဲဆိုလို့ရှိရင်ဘယ်လောက်ထိအလင်းထွက်လာနိုင်လဲ reflect ဖြစ်လာနိုင်တယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကာလအချိန်စိတ်ဆုံတယ်လို့ကျမ်းစာကပြောတဲ့အင်မတန်မှကိုမှလူတွေမှာမဖြစ်နိုင်တော့တဲ့အချိန်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ဣသေလလူမျိုးဖခင်ကအင်မတန်မှအားကိုးထားတဲ့ဣသေလလူမျိုးတောင်မှအမှောင်ကာလထဲမှာရောက်သွားပြီဖခင်နဲ့အချိတ်ဆက်မရှိတော့တဲ့အချိန်ကာလမှာအဲ့ဒီမေတ္တာပြန်ပေါ်လာတာဖြစ်တယ်ဣသေလလူမျိုးတွေဖခင်နဲ့အချိတ်ဆက်ရနေပြီးတော့မှကျွန်တော်ဒီခေတ်စကားနဲ့ပြောမှဆိုမျက်မှောက်တော်မှာတကယ်နွေးနွေးထွေးထွေးနေတိုင်းဖြစ်နေတဲ့အချိန်မှာဖခင်ရောက်လာတာမဟုတ်ဘူးဘယ်ချိန်မှာရောက်လာတယ်လဲဆိုလို့ရှိရင်ဣသေလလူမျိုးတွေဖခင်အတန်တော်မကြားတော့တဲ့အနှစ်တွေဖြတ်တန်းလာပြီးမှပဲပြန်ရောက်လာတာဖြစ်ပါတယ်ဒါကြောင့်မလို့ဘုရားရဲ့မေတ္တာပိုင်းကိုပြန်ကြည့်တဲ့အခါမှာ reflection ကတော်တော်လေးပြင်းထန်တယ်ဒါကိုကျွန်တော်တို့ HCF မှာလည်း7 declaration တွေကပြောတယ်ကျွန်တော်တို့အထက်ကိုရောက်လာပြီဆိုရင်ကျွန်တော်တို့အထက်ကနေပြန်စီးဆင်းမယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဒါကြောင့် Christmas is the revelation of God's love လို့ပြောတဲ့ကျွန်တော်တို့ဘုရားရဲ့မေတ္တာကိုကြည့်တဲ့အခါမှာ we love because he first loved us ကျွန်တော်တို့ကဘုရားကိုချစ်တယ်အဲ့ဒီမတိုင်ခင်မှာသူကကျွန်တော်တို့ကိုချစ်ထားတာဖြစ်တယ်အဲ့ဒီချစ်ချင်းမေတ္တာကြောင့်ကျွန်တော်တို့ကကိုယ်တော်ကိုပြန်ချစ်နိုင်တာဖြစ်တယ်တခါတရံမှာကျွန်တော်တို့ဓမ္မမှုတော်ဆောင်တွေများပေါ့နော်ဒီဝိညာဉ်ရေးရာမှာမိသားစုမှာဥဆောင်တဲ့သူတွေကကိုမိသားစုဝင်တွေကိုကြည်ပြီးနင်ကဖះကိုမချစ်ဘူးဖះမှမချစ်တာဖះမှစိတ်ထဲမှာမရှိတာဆိုပြီးတော့မှတွားပြီးအပြစ်တင်တဲ့အခါမှာဖះကိုချစ်ဖို့ဒီပုဂ္ဂိုလ်က active လို့ထင်တာမဟုတ်ဘူးဖះကိုချစ်တယ်ဆိုတာ passive ဖះရဲ့ချစ်ချင်းကို तू ခံစားမှ तू ဖះကိုပြန်ချစ်တတ်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကတော့ပြီးချစ်လေဖះကိုဦးစားပေးရမယ်လေဆိုတော့ကျွန်တော်တို့ရဲ့ guideline ကတခါတရံမှာဒါစံစာနဲ့လွဲသွားတယ်။ဘာကြောင့်လွဲသွားတယ်လဲပြောတဲ့အခါမှာဒီတယောက်ရဲ့အသက်တာမှာဘလို့နည်းနဲ့ဖះမေတ္တာစီးဆင်းမလဲဆိုတော့ base ကိုကျွန်တော်တို့ကချော်သွားပြီးတော့မှဖះကိုသူ့ကိုချစ်ခိုင်းတာမင်းဒီဥမာကလေးတွေဆိုရှင်ဒီ game တော့ချစ်တာပဲမင်းဒါတော့သွားလျှောက်သွားတာတွေချစ်တာပဲမင်းဆော့တာတွေကြတော့ချစ်တာပဲဗီဒီယိုစရှိတဲ့ပြင်ပေါ့ချစ်နေတာပဲမင်းဖះကိုကြဘာလို့မချစ်နိုင်တယ်လဲဆိုတဲ့စကားလုံးကိုတော်ပြောမိတာကကျွန်တော်တို့ရဲ့ဒီ base ကိုနည်းနည်းချော်သွားတဲ့အပိုင်းပါတတ်ပါတယ်။ဘာကြောင့်လဲကျွန်တော်တို့ဖះသခင်ကအရင်ဦးဆုံးချစ်တယ်အဲ့ဒီချစ်တဲ့အပေါ်မှာပဲပြန်ပြီးတော့မှထွက်လာတာဖြစ်တယ် reflect လို့ခေါ်တာဖြစ်တယ် reflect ကျွန်တော်တို့ဘောလုံးတစ်လုံးနဲ့နံရံကိုပေါက်လိုက်တဲ့အခါမှာပြန်ကန်ထွက်လာတာကိုကျွန်တော်တို့ကဘာကြောင့်ကန်ထွက်လာတယ်လဲလို့ပြောရင်ပေါက်လိုက်လို့ကန်ထွက်လာတာအဲ့ဒီပေါက်လိုက်တာကိုမမြင်ဘဲနဲ့ကျွန်တော်တို့ကန်ထွက်လာတာတခုပဲမြင်ပြီးတော့မှကန်ထွက်ရမယ်လေလို့သွားပြောလို့မရဘူးပေါက်လိုက်မှကန်ထွက်လာတာဖြစ်တယ်ဒါကို reflect လို့ခေါ်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကအခုချိန်မှာလဲ NLD တွေ NAD တွေကျွန်တော်တို့ရန်ကုန်အဖွဲ့တွေဆိုကျွန်တော်တို့ရဲ့စံနမူနာဖြစ်တယ်ပုံမှန်လေးဝတ်ပြုနိုင်တာ zoom ထိုင်နိုင်တာအခါအားလျော်စွာin person မှာတွေ့နိုင်တာတွေအားလုံးတွေဟာကျွန်တော်ကျမကြိုးစားနိုင်လို့ဆိုတဲ့အရာကိုခဏလေးပြန်မေ့ကြပြီးတော့မှဖခင်ကကျွန်တော်ကျမကိုဆွဲခေါ်လို့ကျွန်တော်ကျမတို့ကဓာတ်တွေပါနိုင်ပါလားလို့သူ့ရဲ့ base ကိုပြန်ပြီးတော့မှအောက်မေ့ဆင်ခြင်ဖို့လိုအပ်ပါတယ်အဲ့ဒီလိုဆင်ခြင်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေကတာ၍ပေါ်လာတာဖြစ်တယ်ဘာကြောင့်လဲကျွန်တော်တို့အဓိက main energy ကိုကျွန်တော်တို့ပြန်တွေ့လာတဲ့အခါမှာ main power ကိုတွေ့လာတဲ့အခါမှာသူ့ကြောင့်ကျွန်တော်ကလှုပ်နေတာပါလားသူ့ကြောင့်ကျမကရွေ့နေတာပါလားဆိုတာကိုကျွန်တော်တို့ကမြင်သွားတာဖြစ်ပါတယ်ဒါကြောင့် Christmas ဆိုတဲ့စကားလုံးကို HCF NLD များ NAD များကျွန်တော်တို့အကောင်းဆုံးသဘောပေါက်နားလည်ဖို့ရန်ဆိုတာကဘာလဲဆိုရင်ဖခင်ကယဉ်စတာဖြစ်ပါတယ်ကျွန်တော်မနေ့တနေ့ကဒီ Christmas ကိုဘယ်မှာစတယ်လဲ AD 300ကျော်လောက်မှာစပြီးတော့မှ
ဖြစ်တဲ့ဆိုတဲ့ဟာလေးတွေပြန်တွေ့တော့တကယ်တမ်းခရစ်စမတ်ကဘယ်မှာစတယ်လဲလို့ပြောလို့ရှိရင်ဖျားကိုယ်တိုင်ကစတာဖြစ်ပါတယ်ဖျားကိုယ်တိုင်ကဘလို့စခဲ့တာလဲကောင်းကင်အဖကခုနပြောခဲ့သလိုပဲငါတို့ဒီနံဝိညာဉ်ဖျားနံဝိညာဉ်ဖျားကအင်မတန်မှမေတ္တာနဲ့ပြည့်စုံတဲ့ဖျားကအဲ့ဒီမေတ္တာကိုလူတွေရှိမှပြန်လဲပေါ်လာအောင်လူစားတိအသွေးအသားခံယူစေဆိုတဲ့ဖယားရဲ့အပိုင်းကနေလို့သူ့ရဲ့မေတ္တာကို flow ဖြစ်လာတာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှင်တော့ဒီတိတ်ပံစကားနဲ့ပြောမယ်ဆိုလို့ရှင်တော့ဖယားဟာအငွေ့မမြင်ရတဲ့အငွေ့စီးဆင်းလာတဲ့အခါမှာအဆိုင်ခဲဖြစ်လာတယ်အဆိုင်ခဲဖြစ်လာတယ်နံဝိညာဉ်ကစီးဆင်းလာတဲ့အခါမှာမေတ္တာနဲ့စီးဆင်းလာတဲ့အခါမှာဇာလူဇာတိဆိုလို့ခေါ်တဲ့အသွေးသားယေရှုဖြစ်လာတယ်။အဲဒါသခင်ယေရှုကဘာပြောတယ်လဲဆိုလို့ရှိရင်မင်းတို့ခမဲတော်ဆိုတာလဲငါပဲ။ငါကိုမြင်တော်သူဟာခမဲတော်ကိုမြင်တယ်။ငါအတန်ကိုကြားတော်သူဟာခမဲတော်ကိုကြားတယ်။ငါကိုထိတွေ့တော်သူဟာခမဲတော်ကိုထိတွေ့တယ်။အဲ့လောက်အထိအဆိုင်ခဲဖြစ်လာတာဖြစ်ပါတယ်။မမြင်ရတဲ့နယ်ပယ်ကနေလို့မြင်ရတဲ့နယ်ပယ်ရပေါ်လာတာဖြစ်ပါတယ်။အဲကြောင့်ခရစ်စမတ်ရဲ့ reflection ဟာအင်မတန်မှကိုမှနဲ့နဲပါတယ်ကျွန်တော်တို့အန်လေတီများလဲဖရာရဲ့မေတ္တာကိုစီးဆင်းဖို့ရန်ဆိုတဲ့သူ့ရဲ့လမ်းကြောင်း flow လမ်းကြောင်းလေးကိုကျွန်တော်တို့သိပြီးတော့မှအဲ့ဒီ flow လမ်းကြောင်းလေးထဲမှာဖရာကအဆိုင်အခဲတွေကိုပေါ်လာစေချင်တာဖြစ်ပါတယ်အဆိုင်ခဲဆိုတာကတော့ကျွန်တော်တို့ ultimate ဒီနောက်ဆုံး ultimate အဆိုင်ခဲဆိုတဲ့အရာကတော့ဘာလဲဆိုရင်ကောင်းကင်သားတွေဖြစ်သွားတဲ့အထိပေါ့ကျွန်တော်တို့ထိတွေ့ရတဲ့သူတွေအားလုံးဟာသူတို့ကောင်းကင်သားဖြစ်သွားပြီဆိုရင်အဲ့ဒါအဆိုင်ခဲဖြစ်သွားခြင်းဖြစ်ပါတယ်မမြင်ရတဲ့နယ်ပယ်ကနေလို့မြင်ရတဲ့နယ်ပယ်ကိုပေါ်လာခြင်းဖြစ်ပါတယ်ဒီမှာဘုရားသခင်ကိုတော်တိုင်ကကောင်းကင်ကနေလို့သူစားခဲ့တဲ့သူ့ရဲ့မေတ္တာသူ့ရဲ့စီစဉ်ခြင်းဟာယေရှုဆိုတဲ့မွေးဖွားခြင်းမှာသူဖြစ်ပေါ်လာခဲ့တယ်တကယ်ကိုမှကမ္ဘာမြေကြီးဟာ dark age နော် broken age broken world ဖြစ်နေတဲ့အချိန်မှာခုနကျွန်တော်တို့ဆရာမကြီးဝန်ခံဖွင့်ပြခဲ့တဲ့ God said his son ဆိုတဲ့ဘုရားရဲ့တပါးရီတော်သားတော်စိတ်လှခြင်း the greatest gift အကြီးဆုံးသောလက်ဆောင်ကြီးအနေနဲ့ကျွန်တော်တို့ကိုရောက်ရှိလာခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီຢာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ရဲ့အသက်တာတည်တည်မှာဒီကာလဟာဘုရားသခင်အတွက်အကြီးမားဆုံးသောမေတ္တာကိုစီစဉ်ဖို့ရအတွက်ကာလဖြစ်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်လို့နောက်တစ်ခုကခရစ်စမတ်ကကျွန်တော်တို့ကိုဘာတွေသင်ပေးတယ်လဲ Love comes down fast အရင်ဦးဆုံးမေတ္တာဆိုတာစီစဉ်လာတယ်ကျွန်တော်တို့ဟာသူတစ်ပါးတွေကိုချစ်တော်မယ်လို့အာယူနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့မိသားစုဝင်တွေကျွန်တော်တို့ workplace မှာရှိတဲ့သူတွေ healthcare ministry မှာလှုပ်ဆောင်ရမယ်ချင်မှရမယ်အခါတိုင်းလာတဲ့တော့ကျမကဒီလမှာတော့မေတ္တာပြအောင်မယ်ဆိုပြီးတော့မှအရှိန်ယူပြီးကျွန်တော်တို့ကြိုးစားခြင်းဟာကောင်းပါပေတယ်သို့တော့အဲ့ဒီထက်တာ၍ကောင်းတာကကျွန်တော်တို့ကအရင်ဦးဆုံး love ကဘယ်ကနေလာတယ်လဲဆိုတဲ့ love လာရလမ်းကြောင်းကိုအောက်မေ့တတိယဖို့လိုအပ်ပါတယ် love လာရလမ်းကြောင်းဟာကိုတော်ဖြစ်နေတယ်ဆိုတာကိုသိလိုက်ပြီဆိုကြတဲ့ကနေလို့ကျွန်တော်တို့ဟာအသက်တာမှာစီးဆင်းခြင်းဟာအရန်ကိုမှဘယ်လိုခေါ်မလဲဖျားရဲ့flow ထဲမှာသွားနေခြင်းဖြစ်ပါတယ်ကျွန်တော်ရေတိုင်ကြီးတလုံးကခေါင်မိုးပေါ်မှာရှိတယ်သူ့ပိုက်တွေ့ထားတဲ့လမ်းကြောင်းမှာတိုင်ကီပေါ်ကရေဟာပိုက်အတိုင်းစီးဆင်းလာမှာပါလားဆိုတာကိုသိသွားတဲ့အခါမှာပိုက်ကထွေထွေထူးထူးကြိုးစားနေတာမဟုတ်တော့အတုံးခံနေတာဖြစ်သွားတယ်။ဒါကြောင့်ကျိန်ဖန်များစွာသောခရိယန်တွေကဒီလိုလက်မြတ်ရာဒီမှာသူတို့ငါကြိုးစားပြီးလုပ်မယ်ဟေးဆိုပြီးတော့မှလူအစွမ်းအစကိုအားထုတ်တာတွေကျွန်တော်တွေ့ရတတ်တယ်။ဘာကြောင့်လဲ fast flow ကိုမသိလိုက်တော့ပါဘယ်မှာက storage လဲဆိုတာကိုမသိလိုက်လို့ပါ storage ကိုသိမှသာလျှင်ကျွန်တော်တို့ရဲ့ flow ဖြစ်ရမယ့်အရာကသူကဒီလိုစီးဆင်းလာပါလားခုနရေတိုင်းကြီးကလေးကရေဟာသူ့မှာရေတိုင်ကြီးကဂါလန်900ဖြစ်တယ်ဆိုရင်ဂါလန်900ရဲ့ weight နဲ့ဖိထားတဲ့အတွက်ကြောင့်အောက်မှာလာတဲ့ flow ကပိုက်ဖွင့်လိုက်တဲ့အခါမှာအရှိန်ပြင်းပြင်းနဲ့ဘောပါဖွင့်လိုက်တဲ့အခါမှာအရှိန်ပြင်းပြင်းနဲ့ကျလာတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဘ
သူမှုတ်ထုတ်လိုက်တာလဲဘသူတွန်းကန်ပေးလိုက်တာလဲဆိုတဲ့အရာကိုစစ်ဆေးကြည့်ရင်အပေါ်မှာရှိတဲ့ဂါလန်900ဆိုတဲ့ဝိတ်ကန်နေလို့ဖိထားတဲ့အတွက်ကြောင့်မထွက်မနေရထွက်လာရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာတည်တည်မှာအရင်ဦးဆုံးမေတ္တာပြရာကာလမှာမေတ္တာပြတော့မယ်ဟေးကြိုးစားတော့မယ်ဟေးအားထုတ်တော့မယ်ဟေးဆိုပြီးတော့မှအားယူနေတဲ့အချိန်မှာမရှိမဖြစ်ကျွန်တော်တို့အောက်မေ့ဆင်ခြင်ရမယ့်အရာကကိုတော်ဟာမေတ္တာစိတ်ဖြစ်တယ်သူဟာကျွန်တော်ကျမရဲ့အသက်တာကနေစီးဆင်းမှဖြစ်တယ်ဆိုတာကိုမဖြစ်မနေကျွန်တော်တို့အောက်မေ့သိရဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲ။အဲ့ဒီလိုစီးဆင်းရလမ်းကြောင်းကိုကျွန်တော်တို့ကမအောက်မေ့ဘူးဆိုရင်ကိုယ်တိုင်ကြိုးစားတာဖြစ်သွားနိုင်တယ်။ကိုယ်တိုင်အားထုတ်တာဖြစ်သွားနိုင်တယ်။ကြိုးစားခြင်းအားထုတ်ခြင်းကမကောင်းဘူးတော့မဟုတ်ပါဘူး။ဘာသာတရားအရအင်မတန်မှကောင်းပါတယ်။သို့တော့ဝိညာဉ်နယ်ပယ်မှာသူဒီလူစားတိဖြစ်နေတဲ့အတွက်ကြောင့်အကန့်အသတ်လေးတွေရှိတယ်ကျွန်တော်တို့မှာလူစားတိဖြစ်နေတဲ့အတွက်ကြောင့်ဘယ်လိုခေါ်မလဲနောက်ဆုံးမှာအဆုံးစွန်းထိမရောက်နိုင်ဘူးခုနကပြောခဲ့သလိုပဲ torch light လို့ပေါ့ဓာတ်မီးတစ်ခုလို့ပေါ့သူကသူ့မှာအကန့်အသတ်နယ်မြေရှိတယ်အဲ့ဒီနယ်မြေပြင်အရှိန်ကမရတော့ဘူးဖခင်ရဲ့မေတ္တာကတော့မင်းတို့အာဒံရေဧဝရေမင်းဟာဖြူစင်တဲ့ကာလ innocence ကာလမှာငါချစ်တယ်လို့မပြောဘဲနဲ့သူတို့ပြမှားပြီးတဲ့နောက်ပိုင်းနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ပိုင်းနှစ်ပေါင်းကြာလေအပြစ်ကပို၍ဆိုးရုပ်လေယွန်စရာပိုကောင်းလေပုတ်ပွားလေအဲ့ဒီအချိန်အထိတောင်မှသူ့ရဲ့မေတ္တာကစီးဆင်းလာတာဖြစ်တယ် limitation မရှိဘူးသူ့မှာလုံးဝကန့်သက်နေမြင်မရှိဘူးဒါကြောင့်ကျွန်တော်တို့အသက်တာတည်တည်ပေါ်မှာဘာသာတရားရဲ့ကျင့်ထုံးအားထုတ်မှုအတိုင်းမဟုတ်ပဲနဲ့ကျွန်တော်တို့ဒီရှေးဦးစွာကျွန်တော်တို့ကိုချစ်တဲ့သူကအခုကျွန်တော်တို့အားဖြင့်သူစစ်ဆင်းမှာပါလားဒါကြောင့်ဒီခရစ်စမတ်မှာကျွန်တော်အရန်ရင်ခုန်တာတစ်ခုကဘာလဲဆိုရင်တော့ဖယားသခင်ကကျွန်တော်ရဲ့ကိုယ်ခန္ဓာအားဖြင့်ကျွန်တော်ရောက်ရှိနိုင်တဲ့ခြေလှမ်းလှမ်းနိုင်တဲ့နယ်ပယ်အားဖြင့်ကျွန်တော်တို့ NAD တွေရောက်နိုင်တဲ့နယ်ပယ်အားဖြင့်ကျွန်တော်တို့ NAD တွေရောက်နိုင်တဲ့နယ်ပယ်အားဖြင့်အဲ့ဒီနယ်ပယ်အတွင်းမှာဖယားကဘလောက်သူစီးဆင်းသွားမလဲဆိုတာကျွန်တော်ပိုမျှော်လင့်ပါတယ်ကျွန်တော်တို့လှုပ်တယ်ဆိုတဲ့စကားလုံးထက်သူဘလောက်စီးဆင်းသွားမလဲသူဘလောက်ရောက်လာမလဲသူဘလောက်ပြောခွင့်ရမလဲအရင်တော့ကတော့ကျွန်တော်ဒါကိုတိတ်သဘောမပေါက်တဲ့အခါမှာလူစားတီအပြင်ကျွန်တော်ကြိုးစားတယ်ဒီနေ့မှာလူ9ယောက်လောက်လူ9ယောက်လောက်ကိုကျွန်တော် gospel ပြောမယ်ဆိုပြီးတော့မှ9ယောက်မပြေဘူးဆိုရင်ကိုမကြည့်နိုင်ဘူး9ယောက်ထက်ကြော်သွားပြီဆိုတော့ဟာငါဒီနေ့တော့ဟုတ်လှပြီဒါပေမဲ့နောက်ပိုင်းမှာဒီလိုဖခင်ရဲ့ flow ကိုမြင်သွားတဲ့အခါမှာဒီနေ့မှာ2ယောက်ပဲထိတွေ့ရတယောက်ကလေးပဲထိတွေ့ရနောက်ဆုံးမှာလူတစ်မဟုတ်ရင်နောက် follow up ပုံစံမျိုးနဲ့မယုံကြည်သူကိုပဲထိတွေ့ရရင်တောင်မှဖခင်ကဒီနေ့တနေ့ကုန်24နာရီရှိတဲ့ထဲမှာဒီနေ့ငါရဲ့တနေ့ကုန်ဧဝံဂေလိဝင်ငှရမယ်ကာလထဲမှာငါဆက်ကပ်ပြီးမနေ့မိုးလင်းကလေးဆက်ကပ်ထားတဲ့ကာလထဲမှာဒီနေ့မှာဒီလူကိုပဲပြန်ထိတွေ့ခွင့်ပေးနေပါလားကြည်နဲ့နေတာလုံးဝငါပန်းတိုင်မရောက်ပါလားဒီနေ့တနေ့ကုန်ဟာငါထားတဲ့ဥတီယာမပြည့်မီပါလားဆိုတဲ့ဟာကိုစိတ်ထဲမှာမထားမိတော့ဘူးဖခင်ကဒီနေ့မှာသူ့ကိုတော်တော်ချစ်လွန်းလို့သူနဲ့အချိန်ယူသွားတာပဲဒါကိုပဲကျွန်တော်စာပြီးတော့မှမြင်မိသွားတယ်ဒါကဘာကိုစာပြီးတော့မှပြောချင်တယ်လဲဆိုလို့ရှိရင်တော့ဥတီယာsorry ကျွန်တော်တို့ရဲ့လားရပေါ့ဘယ်ကနေလာတယ်လဲဘယ်ကနေstation ဖြစ်နေတယ်လဲဆိုတဲ့အရာကိုကျွန်တော်ကအထူးသဖြင့်မြင်သွားတဲ့အခါမှာအရန်ကိုပေါ်ပါတဲ့စီစဉ်ခြင်းတွေခံစားရပါတယ်ဆိုတာကိုပြောကြလိုပါတယ်ဟုတ်ပြီနံပါတ်3အနေနဲ့ HCF mission ဟာဒီနေရာမှာစပါတယ်ဘယ်နေရာမှာစတယ်လဲဆိုလို့ရှိရင် Hackett Christian Fellowship ကကျွန်တော်တို့ခရစ်တော်ရဲ့မေတ္တာတွေကိုကျွန်တော်တို့ရဲ့လုပ်ငန်းခွင်တွေပဲ community တွေမှာစတင်ပြီးတော့မှစီစဉ်ဖို့ဆိုပြီးတော့မှကျွန်တော်တို့ကအဓိကဖခင်ကစုံစည်းစေတဲ့အရာဖြစ်ပါတယ်သူချစ်တယ်အရင်ကကျွန်တော်တို့သိထားတာကဘာလဲဆိုရင်ခရိယန်မှန်မယ်ခရိယန်တွေအားလုံးကယုံကြည်သူတွေအားလုံးကမိမိရဲ့ကိုယ်ပိုင်အလုပ်တွေလုပ်ကြတယ်အဲ့ဒီကိုယ်ပိုင်အလုပ်တွေအားလုံးဟာ logi အလုပ်လို့ခေါ်တယ်ဆိုတော့သူတို့ logi အလုပ်ကိုထားခဲ့ပြီးတနင်္ဂနွေနေ့ဖခင်เจ้าမှာလာမယ်ကျမ်းစာအုပ်လေးကိုင်မယ် logi အလုပ်တွေကိုခဏမေ့ထားခဲ့မယ် logi အလုပ်တွေကိုခဏဘေးဖယ်ထားမယ်အဲ့ဒီဖခင်เจ้าမှာ
ဝတ်ပြုခြင်းကိုးကွယ်ခြင်းမှာအာယုံစွဆိုင်ပြီးတော့မှအာမင်ပေးပြီးပြန်လာမယ်ဒါကကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာလို့အရင်တော့ကကျွန်တော်တို့သိခဲ့ကြတယ်နောက်ပိုင်းမှာ HCF ပေါ်လာတဲ့အခါကျတော့မဟုတ်ပါလား medical fee is mission fee ဖြစ်သွားတယ်နေ့တိုင်း Monday to Saturday သွားနေတဲ့နေရာကလောကလုပ်ငန်းခွင်မဟုတ်ဘဲနဲ့တာသနာကွင်းတွေကိုသွားနေပါလားဆိုတဲ့စကားလုံးကြီးကပြောင်းပြန်ကြီးဖြစ်သွားတယ်ကျွန်တော်တို့သိထားတဲ့အသည့်တွေအရင်တော့သိထားတာက Monday to Saturday ကကျွန်တော်တို့ကလောကအလုပ်ကိုသွားတယ် Sunday ပဲဖယားအလုပ်ဒီလိုမြင်ခဲ့တယ် Church တွေမှာလည်းကျွန်တော်တို့ကိုယ်တိုင်ကဒီလိုပဲ emphasize လုပ်ခဲ့တယ်သို့တော့ HCF ရဲ့ vision ထဲမှာ HCF ကိုဖယားကခေါ်ပြီး HCF ကိုဖယားကတည်ရှိစေခြင်းဟာပေါ်ပေါက်လာစေခြင်းဟာ Monday to Saturday တင်ဟာ mission fee ထဲမှာသွားနေတယ်တင်ဟာ missionary ဖြစ်နေတယ်တင်ဟာဖယားရဲ့ God's covenant new covenant ကို you are bringing တဲဆောင်နေတယ်ပို့ဆောင်နေတယ်တဲယူနေတယ်အဲ့ဒီတော့ uniform လေးတွေဝတ်စစ်ထိုးအလေးတွေကိုင်သွေးပေါင်ချိန်တဲ့အားတွေကိုင်စင်းစရာတွေမှတ်ရင်းနေတော့မှဒါက mission fee ထဲမှာ missionary တယောက်က mission the mission God has set aside for you တင်အတွက်ထားတဲ့အရာကိုတင်ကလုပ်နေပါလားဆိုတာကိုဒီ Francis Graham ညီကိုတွေကနေလို့စပြုလာခဲ့တဲ့အရာကအင်မတန်မှကျွန်တော်တို့နဲ့နဲလာတယ်ကျွန်တော်ဆိုရင်ဒီအရာကကျွန်တော်ကိုကောင်းကောင်းလေးတပေါ်ပေါက်စေတဲ့အခါမှာ medical fee တခုတည်းမဟုတ်တော့ဘူးကျွန်တော်အတင်တော်မှာလယ်သမားတွေရှိတယ်လယ်ကွက်ထက်ဆင်းတာအဲ့ဒါ mission fee ပဲကျောင်းဆရာမတွေရှိတယ်ကျောင်းသွားတာအဲ့ဒါ mission fee ပဲနေ့တိုင်းကျောင်းသူကျောင်းသားတွေနဲ့တွေ့ရတာအဲ့ဒါ mission fee ပဲနင်တို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးဒေါနဲ့မောနဲ့ငါလောကလို့ကိုဒေါနဲ့မောနဲ့အလုပ်ခဲ့ပြီးအခုကျမှဖះရှိခိုးကျောင်းထဲမှာဝိညာဉ်ရမှာလုံနိုင်တယ်ဆိုတာမတွေးနဲ့တနင်္ဂနွေနေ့မှာကြားခဲ့တဲ့ကြားနာမှုတွေအားလုံးကို Monday to Saturday မှာသွားပြီးအသုံးပြုတာ mission fee ထဲမှာအသုံးပြုတာ Monday to Saturday မှာလုပ်ခဲ့သမျှအားလုံးကိုတနင်္ဂနွေနေ့ပြန်ရောက်လာရင်တက်တည်ခံ mission fee ထဲမှာဖះကကျွန်တော်ကိုကျမကိုဘလောက်မှုတွေပြုနေတယ်တက်တည်ပြန်ခံဖို့ရောက်လာခြင်းဖြစ်တယ်နှုတ်ကပတ်တော်ကြားပြီးပြန်သွားခြင်းဖြစ်တယ်ဒါကိုကျွန်တော်အသုံးပြုလာခဲ့ပါတယ်ဒါကြောင့် HCF ကိုလည်းအရန်ကိုကျွန်တော်ကျေးဇူးတင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင် HCF ဆိုတာကျွန်တော်တို့ရဲ့ community ထဲမှာဖခင်ကသူ့ရဲ့ brilliant တက်တာသူ့ရဲ့မြစ်တာကိုတည်ဆောင်ဖို့ရန်အတွက်ကျွန်တော်တို့ကိုခိုင်းစေခြင်းဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့ဒုတိယစာတမ်းလေးမှာဗာပြောထားတယ်လေ but we cannot give what we have not received ကျွန်တော်တို့လက်ခံထားတာမရှိဘူးဆိုရင်ကျွန်တော်တို့ကဘယ်လိုပေးမလဲပေးလို့မရဘူးဘာကြောင့်လဲဒါကဘာကိုပြောချင်တယ်လဲဖခင်ရဲ့မြတ်တာကိုပြန်အောင်းမေးဖို့ဖြစ်ပါတယ်ခရစ်စမတ်ရဲ့အတိတ်ပဲကိုအောင်းမေးဖို့ဖြစ်ပါတယ်သူရှိကလာမှပေးနိုင်တယ်ဆိုတဲ့အချိတ်ဆက်ပေါ့ဒီမှာလောကီသားတွေကဒီစကလုံးမှာသူတို့မှမရှိဘဲနဲ့လေသူတို့ဖခင်မြတ်တာကိုမခံစားဘူးသို့တော့သူတို့ပြုနိုင်တယ်သူတို့လုံနိုင်တယ်မြတ်တာတွေပြနိုင်တယ်သူတို့လူတန်းတွေလုံနိုင်တယ်ဘာကြောင့်လဲသူတို့မှာက receive ဆိုတာမရှိဘူး give ဆိုတာပဲရှိတယ်ကျွန်တော်တို့ကြတော့ receive ကနေ give လာတာဖြစ်တယ်အင်မတန်မှကိုမှဖခင်ရဲ့နဲ့နေခြင်းတွေကိုတွေ့ရပါတယ်ဖခင်သခင်ကကျွန်တော်တို့ကိုသူကိုယ်တိုင်ကအရင်ချစ်တယ်သူကိုယ်တိုင်ကနေစီးဆင်းလာတယ်သူကိုယ်တိုင်ကနေလို့လှုပ်ဆောင်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့နှလုံးသားတွေမှာနေ့ရက်စဉ်တိုင်းမှာခရစ်စမတ်ဆိုတဲ့ဘုရားသခင်ရဲ့မြစ်တာစီစဉ်ခြင်းကိုကျွန်တော်တို့ဒီလက်ခံပြီးတော့မှစီစဉ်သွားဖို့ရန်အတွက်ဘုရားသခင်အလိုရှိပါတယ်နောက်ဒုတိယချက်အနေနဲ့ကျွန်တော်သွားတဲ့အခါမှာဘုရားရဲ့မြစ်တာခရစ်တော်အားဖြင့်ကျွန်တော်တို့ရှိကိုပေါ်လာတဲ့တက်တည်ဖြစ်ပါတယ်အဲ့ဒီတက်တည်ကကျွန်တော်တို့ကို transform ပေးနိုင်တယ် transform ပေးနိုင်တယ်ပြောင်းလဲစေနိုင်တယ်ပြောင်းလဲခြင်းကိုကျွန်တော်တို့ကို
ပြုစေနိုင်တာဖြစ်ပါတယ်တေကောခန်းကြီး73ငယ်4ကနေ9မှာမေတ္တာအကြောင်းကိုပြောထားတာဖြစ်တယ်အဲ့ဒီမေတ္တာကကျွန်တော်တို့ကိုပြောင်းလဲစေနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာတည်တည်ပေါ်မှာဘုရားသခင်ရဲ့မေတ္တာကိုတက်တည်အနေနဲ့မြင်လာဖို့ evidence အနေနဲ့ထင်ရှားလာဖို့ကျွန်တော်တို့ကခရစ်တော်အားဖြင့်လာတဲ့အရာကိုကျွန်တော်တို့ကိုအရင်ဆုံးပြောင်းလဲစေဖို့လိုအပ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကခရစ်တော်ကဘလောက်ချစ်တယ်ဆိုတဲ့စကားလုံးကိုပြောနေတာတဲ့ကျွန်တော်တို့ရဲ့အသက်တာကိုဘုရားကဘလောက်တောင်ချစ်ပါလားအမြဲတမ်းမြင်တာထင်တာနေရမှာဖြစ်ပါတယ်ဥပမာကလေးလေးတယောက်ကကျွန်တော်တို့ရောက်လာတဲ့ကလေးလေးတယောက်ကိုစပြီးတော့မှစကားပြောကလေးနေကောင်းသလားဘာဖြစ်တယ်လဲညာဖြစ်တယ်လဲဆိုပြီး conversation စပြီးတော့မှကျွန်တော်တို့သူ့ကိုစကားလေးပြောလိုက်တာနဲ့တပြိုင်နက်သူကပြောလာတယ်သူ့အကြောင်းလေးပြောလာတဲ့အခါမှာအဖေကဘလို့ချစ်ကြောင်းအမေကဘလို့ချစ်ကြောင်းအဖေကဘာဝယ်ပေးကြောင်းအမေကဘာဝယ်ပေးကြောင်းသူဟာသူပြောနေတဲ့စကားလုံးထဲမှာကျွန်တော်တို့ကဘာမြင်သွားတယ်လဲဆိုရင်အော်ဒီကလေးကအဖေကဘလောက်သူထိချစ်တယ်လဲအမေကဘလောက်ချစ်တယ်လဲအဖွားကဘလောက်ချစ်တယ်လဲဒီကလေးကတော့သူ့ဖေကတော့သူ့တိတ်အလိုမလိုက်တဲ့ပုံပဲသူပြောပုံအရာသူစကားလေးထဲမှာသူ့အမေကတော့သူ့ကိုတိတ်အလိုမလိုက်တဲ့ပုံပဲဒါပေမဲ့အဖွားကတော့အရန်ကိုအလိုလိုက်တဲ့ပုံပဲဘယ်ပေါ်မှာမြင်သွားတယ်လဲဆိုလို့ရှိရင်ကလေးလေးရဲ့ခံစားချက်တွေအပြောတွေအပြုအမူတွေတထိုင်ထဲမှာပြောသွားတဲ့အပေါ်မှာမူတည်ပြီးတော့မှသူ့နောက်ွယ်မှာရှိတဲ့အဖေကသူ့ကိုဘလို့ထားတယ်အမေကဘလို့ထားတယ်အဖွားကဘလို့ထားတယ်ဆိုတာ evidence ပေါ့မြင်နေရတာဒါကြောင့်ကျွန်တော်တို့အသက်တာတည်တည်ပေါ်မှာလဲဖယားသခင်ဟာကျွန်တော်တို့ကိုဘလောက်ချစ်ကြောင်းဆိုတာကို evidence အနေနဲ့ပေါ်နေဖို့လိုအပ်ပါတယ်လူတွေကိုကျွန်တော်တို့ချစ်တယ်ဆိုတဲ့စကားလုံးထက်အော်ဒီလူတွေကသူတို့ကိုဖယားသခင်ကတော်တော်လေးချစ်နေပါလားမတူပါဘူးပေါ့เนาะကျွန်တော်တို့တင်းကိုဖယားချစ်တယ်လို့ကျွန်တော်တို့ဒီအတိုင်းလေးပဲ formula အတိုင်းပြောမလားပုံစံကွက်အတိုင်းပြောမလားမသိဘူးပြောနေတဲ့အခါမှာလူတွေကဘာခံစားသွားတယ်လဲဆိုရင်ဘာသာရေးဆွဲတယ်လို့မြင်သွားတယ်ဖယားတိုင်းကလူသားတိုင်းကိုချစ်တာပဲလေမင်းတို့ယေရှုကမှငါတို့ချစ်စရာမဟုတ်ပါဘူးသူတို့ကဘာလို့ခံစားသွားတယ်လဲဆိုလို့ရှိရင်ဒီလူတွေဘာကြောင့်လာပြောတယ်လဲဒီလူတွေလာပြောရတဲ့အကြောင်းရင်းကဘာသာရေးဆွဲတာလားငါတို့သူတို့အထဲမှာဝင်သွားရင်သူတို့ကငါတို့ဝင်တဲ့အတွက်ကြောင့်သူတို့ဘာသာတွေကိုရောက်သွားတဲ့အတွက်ကြောင့်သူတို့ဘာအကျိုးအမြတ်တွေရတယ်လဲမသိဒီလိုနောက်ကွယ်မှာဒီလိုစဉ်းစားသွားတာအမှဒီလို image ဒီလို imagination တွေလုံးဝမဝင်ရအောင်ကျွန်တော်တို့ကဘာပဲလိုအပ်တယ်လဲဆိုရင်ကျွန်တော်တို့ကိုဖခင်ကဘလောက်ချစ်တယ်ဆိုတော့ကျွန်တော်တို့အပြောကနေလို့လိုအပ်ပါတယ်ခုနကလေးလေးတယောက်ကပေါ့သူ့စာပြီးစကားပြောလိုက်တဲ့အခါမှာသူ့ကိုဖေကဘာဝယ်ပေးကြောင်းမေကဘလို့ဖြစ်ကြောင်းဘယ်နေရာမှာဘလို့ကြောင်းအဖေကဘလို့စူကြောင်းပြောလာတဲ့အခါမှာဒီကလေးပေါ်မှာအဖွားကဘလောက်ချစ်တယ်အဖေကဘလောက်ချစ်တယ်အမေကဘလောက်ချစ်တယ်ဆိုတဲ့အရာကို evidence အနေနဲ့ကျွန်တော်တို့မြင်ရတယ်လို့ကျွန်တော်တို့ NAD တွေ NLD တွေယုံကြည်သူတွေဟာလဲဖခင်ကကျွန်တော်တို့ကိုဘလောက်ချစ်တယ်ဆိုတာကိုရှေ့ဦးစွာတက်တည်ထွက်နေကိုလိုအပ်ပါတယ် evidence ထွက်နေကိုလိုအပ်ပါတယ်ဘာကြောင့်လဲသခင်ယေရှုခရစ်တော်ရဲ့ evidence ကကျွန်တော်တို့ humility လို့ခေါ်တဲ့နှိမ့်ချက်ခြင်းပါသူ့ကိုကောင်းကင်အဖကအေးသားတော်မင်းဟာဟေရုရဲ့နန်းတော်မှာမွေးဖွားစေကွာပြောလိုက်ရင်လည်းရပါတယ်ဟေရုနန်းတော်လားမကြိုက်ဘူးလားဟုတ်ပြီရတယ်ဟေရုနန်းတော်နဲ့နှိုင်းချင်လိုက်လို့ရှင်လုံးဝမနှိမ့်စေရဘူးလေပဲတူတဲ့နောက်ထပ်တနေရဖျားဖန်ဆင်းလိုက်မယ်နေချင်းညာချင်းကြီးထွက်ပေါ်လာလိုက်မယ်အဆောင်အယောင်တွေနဲ့ကဲအိမ်မှာမွေးစေကွာလို့ပြောလိုက်ရင်လည်းရပါတယ်ဒါပေမဲ့ကောင်းကင်အဖရဲ့ဒီတပါးဒီတော့သားတော်ရဲ့ humility က born in a manger နွားစခွန်မှာမွေးရမယ် live as a servant စေခံကျွန်တယောက်လို့ရှင်သန်သွားလာလိမ့်မယ်နေထိုင်လိမ့်မယ် love the unlovable မချစ်စရာမကောင်းတဲ့နှစ်သက်စရာမကောင်းတဲ့သူကိုသူကချစ်နေတယ်ဒါက humility နဲ့ပတ်သက်ပြီးတော့မှခရစ်တော်မှာမြင်ရတဲ့အရာဖြစ်ပါတယ်ခရစ်တော်မှာတွေ့ရမယ့်အရာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာလည်းပဲ
အသက်တာမှာဒီနေ့ humility တစ်ခုတည်းမဟုတ်ပါဘူးဘာလဲဆိုလို့ရှိရင် evidence ပေါ်နေဖို့လိုအပ်ပါတယ်သင်ဟာရှိနေတဲ့နေရာမှာသင်စကားတခွန်းပြောလိုက်တာနဲ့တပြိုင်နက်ကြားနာတဲ့အခါမှာဒီလူကငါ့ကိုပြောပြတာတဲ့သူ့ကိုဖျားဘလို့ချစ်နေတယ်ဆိုတာကို तू ပြောနေပါလားဟာတကယ်ကို तू ခံစားနေပါလားဟာတကယ်ကိုမှဖျားကသူ့ကိုထိတွေ့နေပါလားကျွန်တော်တို့စာပြီးတော့မှပြောင်းလဲခါစားတော့ကကျွန်တော်တို့ ਨੇ ရောက်ပြောင်းလဲခါစားဆိုတာပြောင်းလဲဖို့အတွက်ကျွန်တော်တို့ရှိကိုရောက်လာတဲ့ missionary တွေကိုစတွေ့ခါစားတော့ကသူတို့ရဲ့ပြောတွေသူတို့ရဲ့အဆိုတွေကိုကြားလိုက်တဲ့အခါမှာသူတို့အနားမှာတကယ်ဖျားရှိတယ်လို့ခံစားတယ်ဖျားပါလာတယ်လို့ခံစားတယ်အဲ့တော့သူတို့ရဲ့အပြုအမူသူတို့ကျွန်တော်ကတော့သူ့ဖျားကိုမမြင်ရတာသူနဲ့သူ့ဖျားသူမြင်နေတယ်လို့ပဲသူတို့ကတကယ်ကိုအချိတ်ဆက်မိနေတယ်လို့ပဲကျွန်တော်တို့ကခရိယန်မဟုတ်သေးတဲ့အခါမှာမြင်နေရပါတယ်အဲ့ဒီအခါမှာကျွန်တော်တို့ကမမြင်ရတဲ့ဖျားကိုဒီမြင်ရတဲ့ missionary တွေကနေလို့ကြည်ပြီးတော့မှအော်ငါတို့လည်းဒီဖျားကိုလက်ခံရင်ငါတို့လည်းသူ့လိုပဲချိတ်ဆက်လို့ရတယ်ဆိုတာကိုသဘောပေါက်သွားတယ်ဒါကိုသူတို့ကပြောပြတာမဟုတ်ပါဘူးဒါကိုသူတို့က evidence အနေနဲ့သူတို့ရှေ့ကနေကျွန်တော်တို့မြင်ရတဲ့အရာဖြစ်ပါတယ်။ကျွန်တော်တို့ပြောင်းလဲဖို့ဆိုရင်ကျွန်တော်တို့ရဲ့ဆရာကရက်ပေါင်း40အစာရှောင်ပြီးကျွန်တော်ရှိကိုလာတယ်။ကျွန်တော်ခရိယန်တွေကိုစတွေ့ဘူးကစားခရိယန်တွေကိုကျွန်တော်ရင်နွေးချမ်းတိုက်တဲ့အခါမှာမတောက်ဘူးတဲ့။ဟာခရိယန်တွေကအရက်နော်မူရစေးဝါဒီအရက်တို့ဘာလို့မပြောနဲ့ရေနွေးတောင်မှလက်ဖက်ချောက်ပါတဲ့အကျန်းကိုခါရီကိုမတောက်ဘူးအဖြူပဲတောက်တယ်တကယ်တမ်းကျွန်တော်ကမသိတာခရိယန်တွေအားလုံးကအဲ့လိုပဲတောက်တယ်လို့ထင်တယ်တကယ်တမ်းအဲ့ဒီ missionary ကကျွန်တော်စီရောက်အစရောက်လာတဲ့ခါမှာရက်40အစာရှောင်ပြီးရေနွေးကိုအဖြူပဲတောက်တယ်လက်ဖက်ချောက်ပါရင်တော့မှမတောက်ဘူးအဲ့လိုနဲ့လာတဲ့ခါမှာကျွန်တော်သိလိုက်တာကခရိယန်တွေအားလုံးကရေတောင်မှအဖြူပဲတောက်တယ်လို့ထင်သွားတာဆိုပြောချင်တာကနောက်ပိုင်းကျမှကျွန်တော်တော့ပေါက်သွားတယ်ကျွန်တော်အသက်တာတီးတီးမှာဘာကိုဆိုလိုချင်တယ်လဲဆိုလို့ရှိရင် evidence ကအရေးကြီးပါတယ်တင်းနဲ့တင်းဖရာကျွန်တော်နဲ့ကျွန်တော်ဖရာ NAD တွေနဲ့ကျွန်တော်တို့ကိုခိုင်းစေတဲ့ mission ပေးထားတဲ့ဖရာရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ကသဘောပေါက်ပြီးတော့မှကျွန်တော်တို့ရဲ့အပြောတွေကတက်တည်ဖြစ်နေရမယ်ဖရာပုံကြည့်ပါစေနောက်တစ်ခုက Christmas love is practical not theoretical အတွေးတစ်ခုတည်းမဟုတ်ပါဘူးလက်တွေ့ကြပါတယ်ကောင်းကင်အဖကိုကျွန်တော်ကြည့်တဲ့အခါမှာလဲလက်တွေ့ကြတယ်ဖယားဆိုတာမေတ္တာရှင်ဆိုတဲ့အတိုင်းတာကနေလို့ဘာပေါ်လာတယ်လဲဆိုရင်လက်တွေ့အနေနဲ့တပါးဒီတော့သားတော့ပေါ်လာတယ်ဒါကြောင့်မို့လို့ကောင်းကင်အဖဆိုတဲ့မေတ္တာကိုကျွန်တော်ကျမတို့ကိုဘယ်လောက်ချစ်တယ်လဲဆိုတဲ့ခရိယန်တွေတော်တော်များများကျွန်တော်တို့ခရိယန်အသက်တာနှုတ်နေတဲ့အချိန်မှာဘုရားကကျွန်မဆူတောင်းတာကျွန်တော်ဆူတောင်းတာနားညောင်းတယ်ဘာလိုချင်တာလေးတွေတောင်းရင်လည်းပေးတယ်ဆိုတဲ့အဲ့ဒီပေးတဲ့အချိန်ကြီးများတာအခါမှာဘုရားရဲ့မေတ္တာကိုစိတ်ချသွားကြတယ်တကယ်တမ်းပို့စိတ်ချရမှာကတပါးဒီတော့သားတော်ကိုတွေ့တာနဲ့ကျွန်တော်တို့ပို့စိတ်ချရတော့မှာတပါးဒီတော့သားတော်ပေါ်လာခြင်းဟာကောင်းကင်အဖရဲ့အချစ်ကြောင့်ပေါ်လာတာဖြစ်ပါတယ်သူဒါမချစ်ဘူးဆိုရင်မပေါ်လာပါဘူးအဲကြောင့်ကောင်းကင်အဖရဲ့မေတ္တာဒီ not theoretical အတွေးတစ်ခုတည်းမဟုတ်ပါဘူးလက်တွေ့ကြပါတယ်လက်တွေ့ဆန်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အတ္တတည်တည်ပေါ်မှာဘုရားသခင်ရဲ့မေတ္တာဘုရားသခင်ရဲ့ဂရုဏာတီးခံခြင်းတွေအားလုံးကိုလည်းကျွန်တော်တို့ရဲ့အတ္တတည်တည်ပေါ်မှာဘယ်လိုအခြေအနေဖြစ်ဖြစ် conflict ဖြစ်နေတဲ့အချိန်တခြားခက်ခဲနေတဲ့အချိန်မှာတော့မှကျွန်တော်တို့ကြိုးစားတာမဟုတ်တော့ဥပမာဆိုကြပါစို့ကိုကပြဿနာတွေရှိတယ်အိမ်မိသားစုပြဿနာဟိုပြဿနာဒီပြဿနာ mission fee တဲ့ရောက်နေတဲ့အခါမှာ fee တဲ့ကနေလို့မေတ္တာပြရမယ်သူတွေ့နေတယ်ဒီချိန်မှာကို့နောက်ကြောင်းကိုကဒီချိန်မှာမပြုံးကျင်တဲ့အချိန်မပျော်နိုင်တဲ့အချိန်သူနဲ့တွေ့နေတဲ့အခါမှာမပျော်နိုင်တော့ဘူးအိမ်မှာအဆင်ပြေလာရင်တော့သူနဲ့တွေ့ရင်လည်းပျော်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီပတ်ဝန်းကျင်မှာရှိတဲ့ခုန conflict ဖြစ်စေတဲ့မိသားစုအရေးဟိုအရေးဒီအရေးပေါ်မှာ base လောက်တာမဟုတ်တော့ဘဲနဲ့
မေတ္တာအစစ်အမှန်မေတ္တာအရင်မြစ်အမှန်အကန်နေရာကိုကျွန်တော်တို့က base လုပ်ထားတဲ့အတွက်ကြောင့်အဲ့ဒီနေရာကနေလို့ကျွန်တော်တို့အခြေပြုပြီးတော့မှထိတွေ့လိုက်တဲ့အခါမှာထိုသူတွေကိုကျွန်တော်တို့ရဲ့မေတ္တာ evidence ထွက်သွားနိုင်ပါတယ်ဒါက practical မှာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ဘာကြောင့်လဲကျွန်တော်တို့အိမ်မှာတွေ့ကြုံရတဲ့အခြေအနေလက်တလောမှာတွေ့ကြုံရတဲ့ကိုယ့်ရဲ့အခြေအနေကြောင့်ကိုယ့်သာသနာကွင်းထဲမှာမပြုံးနိုင်မပျော်နိုင်ဖြစ်တတ်ပါတယ်ဒါပေမဲ့ဘု து ပေါ်မှာအခြေခံလိုက်တဲ့အခါမှာပြုံးပျော်သွားတယ်လေလို့ပြောရင်အထက်အရာကိုအခြေခံလိုက်တဲ့အခါမှာပြုံးပျော်သွားနိုင်ပါတယ်ဆိုလိုတာကကျွန်တော်တို့ကျမတို့ရောက်စီတိုင်းဟာအထက်နဲ့ဆိုင်တဲ့အရာကိုပဲအခြေပြုတော်သူတွေ base လုပ်တော်သူတွေဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်ဒီမှာတွေ့ရပါတယ်လို့ဒါကြောင့် HCF ရဲ့ကျွန်တော်တို့ calling ဆိုတဲ့အရာကိုလည်းပြန်စဉ်းစားကြည့်တဲ့အခါမှာကျွန်တော်တို့ဟာဒီမေတ္တာနဲ့ပတ်သက်ပြီးတော့မှလူတွေပေါ်မှာကျွန်တော်တို့ဟာပြဖို့ရန်အတွက်ခေါ်ခြင်းဖြစ်တယ်ခုနကပြောခဲ့သလိုပဲ HCF စပြုခြင်းဟာ Francis Graham တို့ရဲ့ညီကိုတွေကလည်းသူတို့စသိတဲ့အခါမှာအော်ဒီနယ်ပယ်ကြီးမှာဒီကျမ်းမာရေးနယ်ပယ်ကြီးထဲမှာ holistic ဆိုတဲ့အုတ်တုံအတွက်မရှိသေးပါလားခန္ဓာအတွက် physical အတွက်ရှိတယ်စိတ်အတွက်ရှိတယ်ဝိညာဉ်အတွက်မရှိသေးပါလားလို့သူတို့သဘောပေါက်ပြီးတော့မှအစပြုခဲ့တယ်လို့ calling ရပြီးတော့မှ HCF အဖွဲ့ကြီးတစ်ခုလုံးကဒီ calling ကိုမိတ်ဆက်လာခဲ့ကြတယ်လို့စွဲကင်လာခဲ့ကြတယ်လို့ကျွန်တော်တို့အသက်တာတည်တည်ပေါ်မှာလေဒီ calling နဲ့ပတ်သက်ပြီးတော့မှ compassionate presence ဆိုတဲ့မေတ္တာကိုစီးဆင်းစေတဲ့မျက်မှောက်ဖြစ်စေရမှာဖြစ်ပါတယ်အတွေ့အကြုံကိုကျွန်တော်တို့အဲ့နေရာမှာဖြန့်ဖြူးပေးရမှာဖြစ်ပါတယ်ဘာကြောင့်လဲ LAD NAD များကျွန်တော်တို့အဆုံးစွန်ကျွန်တော်တို့တဘောပေါက်နားလည်ဖို့ရန်အတွက်ကအခုကျွန်တော်ရောက်နေတဲ့နေရာကျမရောက်နေတဲ့နေရာကောင်းကင်အဖားကသူ့မေတ္တာကိုစီးဆင်းဖို့ရန်ငါ့ကိုပို့နေပါလားကောင်းကင်အဖားရဲ့စီးဆင်းရမယ့်မေတ္တာနယ်ပယ်တဲ့ကိုငါရောက်နေပါလားဘု து အားဖြင့်လေကျွန်တော်အားဖြင့်ကျမအားဖြင့်ဖြစ်ပါတယ်ဆိုတာကိုတဘောပေါက်နားလည်ဖို့လိုအပ်ပါတယ်ဘာကြောင့်လဲကျွန်တော်တို့အသက်တာတည်တည်ပေါ်မှာဘုရားသခင်ရဲ့ HCF ကိုခေါ်ခြင်းအရာကိုလည်းကျွန်တော်ဒီနေရာမှာတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ let Christmas love flow through our lives ကျွန်တော်တို့ရဲ့အသက်တာတွေကနေလို့စီးဆင်းဖို့ဖြစ်ပါတယ်ယောဟန်ခန်းကြီးခွန်38ယောဟန်73 34 35ဒီຢာတွေမှာဆိုလို့ရှိရင်တော့ဘာဖော်ပြတယ် rivers of living water will flow from within them အသက်ရည်စီးရာစမ်းရည်တွင်အင်္ဂလိပ်ကျမ်းစာမှာတော့ rivers မြစ်ကြီးတစ်ခုလို့ပြောထားတယ်မြန်မာကျမ်းစာမှာတော့စမ်းရည်နှစ်ခုစလုံးကျွန်တော်သဘောကျတယ် rivers လို့ပြောတဲ့အတိုင်းအရှိန်ဟုန်ပြင်းတယ်စမ်းရည်လို့ပြောတဲ့အတိုင်းဘတော်မှမခံချောက်ဘူးစမ်းရည်တွင်တွင်ကိုကြီးတဲ့အခါမှာသူကအပြင်ကရေအထဲကိုဝင်ရင်စမ်းရည်တွင်ကန်းတယ်လို့ခေါ်တယ်အတွင်းကရေကိုပဲအပြင်ကိုစီးဆင်းရင်စမ်းရည်ကအောင်တယ်လို့ခေါ်တယ်ဆိုတော့ဘာကိုပြောချင်တယ်လဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ဒီအမြဲတမ်းစီးဆင်းရမယ့်သူတွေဖြစ်တယ်ခုနကကျွန်တော်တို့ပြောခဲ့တဲ့အထက်မှာခရစ်တော်ကချစ်စရာမကောင်းတဲ့သူတွေနဲ့တွေ့ရင်လဲသူကသူ့အလုပ်ကိုလုပ်နေတယ်ချစ်နေတာဖြစ်တယ်ကျွန်တော်တို့ကချစ်စရာမကောင်းတဲ့သူတွေကိုတွေ့ရင်ကျွန်တော်တို့ရဲ့အချစ်ကမလာနိုင်တော့ဘူးဘာကြောင့်မလာနိုင်တယ်လဲခရစ်တော်ရဲ့အချစ်နဲ့မတူလို့ပါပဲခရစ်တော်ရဲ့အချစ်ကတော့သူဟာအထက်အရာကနေလာတဲ့အဖရဲ့မေတ္တာကိုစီးဆင်းစေတဲ့ the only channel ကောင်းကင်အဖရဲ့ channel တစ်ခုအနေနဲ့သူကရှင်သန်ခဲ့တာဖြစ်တယ်ကောင်းကင်အဖချစ်ချင်တဲ့အချစ်တွေအားလုံးကိုသူ့အထက်ကနေစီးဆင်းစေတာဖြစ်ပါတယ်တော်တော်များများဣသေလလူမျိုးတွေသူတို့ရဲ့ထုံးစံအရာသူတို့ရဲ့ထုံးပုံစင်လာအရာကြည့်တဲ့အခါမှာဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုကြပါစို့ခရစ်တော်ကဂျူးတယောက်ဖြစ်တယ်နူနာတွေလူနူတွေနဲ့တွေ့လို့ရှင်ဝေးဝေးကနေရှောင်ရမှာဖြစ်တယ်ဘာကြောင့်လဲဒီလူတွေနဲ့ထိတွေ့ရင်သူကိုယ်တိုင်ကမတန်ရှင်းဖြစ်သွားမယ်မတန်ရှင်းဖြစ်သွားတဲ့အတွက်ကြောင့်ရစ်ပူဇော်ရမယ်ပြန်ပြီးတော့မှဂျူးတယောက်က
မတန်ရှင်းတဲ့အရာကိုထိတွေ့မိရင်သူဒီပူဇော်တက်ကာနဲ့ပြန်သွားရတယ်ဘယ်နှစ်ရက်ဆိုတဲ့ယေဘရဟိတတ်မှတ်ထားတဲ့အတိုင်းသူ့ကိုသူမိနေရမယ်သို့တော်သူကလူနူတွေကိုထိတွေ့လိုက်တဲ့အခါမှာလူနူတွေရဲ့မတန်ရှင်းခြင်းကသူ့ရှိကိုမကူးဆက်ပဲသူ့ရဲ့တန်ရှင်းခြင်းကလူနူတွေကိုကူးဆက်ပြီးတော့မှလူနူတို့ဒီတန်ရှင်းခြင်းတို့ရောက်ကြ၏လို့ပဲပြန်ပြောတာဖြစ်တယ်ဒါကဘာကိုပြောချင်တယ်လဲဆိုလို့ရှိရင်ခရစ်တော်ဟာအမြဲတမ်းစီစဉ်ခြင်းကိုလာတဲ့သူဖြစ်တယ်ကောင်းကင်အဖကိုထိခိုက်နိုင်တော့သူမရှိဘူးဒီခေတ်မှာကျွန်တော်တို့ကပြန်စဉ်းစားတယ်ကျွန်တော်တို့ကိုလော်ဂီသားတွေကလွှမ်းမိုးမှကြောက်လို့သူတို့ကိုကျွန်တော်တို့ကရှောင်တယ်သားသမီးတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကောင်းတဲ့သူနဲ့လိုက်ပေါင်းခိုင်းတယ်ဘာကြောင့်လဲမကောင်းတဲ့သူနဲ့ပေါင်းရင်မကောင်းတဲ့အရာဖြစ်မယ်ဓမ္မဟောင်းကျမ်းစာမှာတော့ဟုတ်ပါတယ်မကောင်းတဲ့အရာနဲ့အတူထားရင်မကောင်းတဲ့အရာဖြစ်သွားတယ်မြန်မာစကားပုံမှာလည်းငခုံးမှတကောင်ကြောင့်တလှေလုံးပုတ်တယ်ဓမ္မတိခရစ်တော်ရဲ့နီးစနစ်ကတော့အဲ့လိုမဟုတ်ပါဘူးတလှေလုံးမှာရှိတဲ့ငပုတ်တွေနော်တလှေလုံးမှာအပြည့်ရှိနေတဲ့ငါအားလုံးကပုတ်နေတယ်ဒါပေမဲ့တန်ရှင်းတဲ့ငခုံးမလေးတကောင်လေးကအဲ့ဒီလှေထဲကိုဝင်သွားတဲ့အခါမှာတလှေလုံးတန်ရှင်းသွားတယ်ဒါခရစ်တော်ရဲ့နီးဖြစ်ပါတယ်ဘာကြောင့်လဲအင်အားမမျှတာချင်းကဘလို့ဖြစ်သွားတယ်လဲငခုံးမလေးတကောင်တန်ရှင်းတဲ့ငခုံးမလေးတကောင်ကပုတ်နေတဲ့လှေတစ်ခုလုံးကငါးတွေကိုဘလို့နီးနဲ့တန်ရှင်းစေနိုင်တယ်လဲလို့ပြောတဲ့အခါမှာအဲ့ဒီတန်ရှင်းတဲ့ငခုံးမလေးကအထက်နဲ့ချိတ်ဆက်ထားလို့ဖြစ်ပါတယ်ကောင်းကင်နဲ့ချိတ်ဆက်ထားလို့ဖြစ်ပါတယ်ခရစ်တော်ဟာရိုးရိုးဂျူးလူတယောက်မဟုတ်ပါဘူးပညာတရားအောက်မှာမွေးလာတော့သူဖြစ်တော်လဲပဲပညာတရားထဲမှာထိမ့်ချုပ်ခြင်းခံတော်သူမဟုတ်ပါခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်ဟာဘာသာရေးလူသားတယောက်မဟုတ်ပါဘူးအခုကျွန်တော်တို့တော်တော်များများသိတယ်ဘာသာရေးထဲမှာသူကိုးကွယ်တဲ့ဘာသာရေးရဲ့သားကောင်ဖြစ်နေတယ်ဗုဒ္ဓဘာသာသူကိုးကွယ်တယ်ဆိုရင်သူဗုဒ္ဓရဲ့သားကောင်ဖြစ်နေတယ်ဟိန္ဒူအစ္စလာမ်ခရစ်ယာန်စရှိသဖြင့်ကိုးကွယ်တဲ့ဘာသာတရားရဲ့သားကောင်ဖြစ်နေတယ်သားကောင်ဆိုတဲ့ကြတဲ့နဲ့လို့ဘာလဲဆိုလို့ရှင်တော့သူ့မှာဒါမလုပ်ရဒါလုပ်ရင် तू ဖောင်းနေပြီ तू မှားနေပြီ तू ချော်နေပြီ तू ဟာမပြည့်တော့ဘူးကြက်မပြည့်တော့ဘူး तू ဟာတင်းပြည့်ကြက်ပြည့်မဟုတ်တော့ဘူးဒါပေမဲ့ခရစ်တော်ကဂျူးတယောက်ဖြစ်ပေမဲ့ဘယ်ရဲ့ flow နဲ့စီးဆင်းလာတယ်လဲလို့ပြောရင်အဖရဲ့ flow နဲ့စီးဆင်းလာတဲ့အခါမှာကောင်းကင်အဖကသူ့ပေါ်မှာစီးဆင်းလာတဲ့အခါမှာဘာဖြစ်သွားတယ်လဲဆိုလို့ရှိရင်ကောင်းကင်အဖရဲ့တကိုးတွေအများကြီးပါလာတာကိုတွေ့ရတယ်အင်မတန်မှခွန်အားယူစရာရှိပါတယ်ဒီနေ့ကျွန်တော်နဲ့တင်ဟာ HCF NLD NAD တွေဟာကျွန်တော်တို့ရောက်နေတဲ့နေရာဟာငခုံးမှတလှေလုံးပုတ်နေတဲ့နေရာဖြစ်ပါစေကျွန်တော်တို့စိတ်ချရမှာကကျွန်တော်တယောက်ကအဲ့ဒီဟာတွေအားလုံးကိုတန့်ရှင်းအောင်လုပ်နိုင်တယ်လောကရဲ့စာလင်းသွားအောင်လုပ်နိုင်တယ်လောကရဲ့အလင်းအခုအမှောင်ကန်းကြီးတစ်ခုမီးသီးလေးဆိုတာတသေးလေးပါပဲဧရိယာအပြင်ပြန်တိုင်းကြည့်မယ်သူနေရာယူတဲ့ student square ကနော်နေရာလေးကတသေးလေးပါပဲဒါပေမဲ့အမှောင်တူကြီးက student square များနေတော့လဲပဲဖလတ်နဲ့ဆိုထွန်းလိုက်တဲ့အခါမှာအကုန်လုံးလင်းသွားပါတယ်ငခုံးမလေးတကောင်ဟာတသေးလေးပါပဲဒါပေမဲ့တလှေလုံးမှာရှိတဲ့အပုတ်တွေကို तू ကနိုင်သွားနိုင်တယ်ဒီစကလုံးကိုလော်ကီသားတွေလုံးဝနားလည်မှာမဟုတ်ပါဘူးဘာကြောင့်လဲလော်ကီသားတွေတည်တာကမီးများမီးနိုင်ရေများရေနိုင်ပဲတည်တယ်မကောင်းတဲ့အပိုင်းမှာတော့ငခုံးမလေးတကောင်ကတလှေလုံးကိုပုတ်စေနိုင်တယ်ဆိုပေမဲ့အပုတ်ကြီးတစ်ခုလုံးကိုတန်ရှင်းစေနိုင်တယ်ဆိုတဲ့အရာကိုတော့တဘောမပေါက်ပါဘူးဒါကြောင့်တင်းနဲ့ကျွန်ုပ်ကိုဘုရားသခင်ကဘာကိုတည်ဆောင်ဖို့ရန်အတွက်ဒီနေ့ Christmas reflection မှာပေးထားတယ်ဆိုရင်ဘုရားရဲ့မေတ္တာကိုတည်ဆောင်ဖို့ဖြစ်ပါတယ်ဒီမေတ္တာကို
ဒီမှာရှိတဲ့သူတွေအားလုံးခံစားစေဖို့ဖြစ်တယ်။ဒါကြောင့်လုပ်ငန်းခွင်မှာဝင်တော့သူများမိမိရဲ့ mission field မှာရောက်နေတော့သူများနောက်တစ်နေ့ကစပြီးတင်တွေ့ရတဲ့သူတွေအားလုံးကိုကြည့်လိုက်ပါ။ဘာကြည့်နဲ့ကြည့်ရမလဲဆိုရင်ဒီလူတွေအားလုံးဟာငါအထဲကနေစီးဆင်းလာမဲ့ခရစ်တော်အားဖြင့်ကောင်းသွားနိုင်တယ်။ဒါယုံကြည်ခြင်းလို့ခေါ်ပါတယ်။ဒါကိုကောင်းကင်အဖကလည်းယုံကြည်စေချင်တာဖြစ်ပါတယ်။ကျွန်တော်တို့လူများဖြစ်မှသူ့ကိုဒီတယောက်ကိုဝိုင်းမှမဟုတ်ပါဘူး။ကျွန်တော်မှအဖော်မရှိရင်တောင်မှကျွန်တော်တယောက်တည်းကအားလုံးကိုလွှမ်းမိုးနိုင်တယ်။ယုံထားရမှာဖြစ်ပါတယ်။ဘာကြောင့်လဲ။သခင်ယေရှုခရစ်တော်မြေကြီးပေါ်ရောက်လာတဲ့အခါဒီယုံကြည်ခြင်းကိုသူယုံထားတာဖြစ်ပါတယ်။ကောင်းကင်အဖပြောစေခြင်းတဲ့အရာလိုက်ပြောတယ်။ကောင်းကင်အဖလှုပ်စေခြင်းတဲ့အရာလုပ်ပါတယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ဒီမြေကြီးပေါ်ကိုရောက်လာတဲ့အခါမှာသူဒီအထူးသဖြင့်အေမာနွေလလို့သူကိုသူခေါ်လိုက်ရခြင်းဟာဖခင်ဟာသူနဲ့တူရှိတယ်။တန်ရှင်တော်ဝိညာဉ်တော်ဟာသူနဲ့တူရှိတယ်။သားတော်ဖခင်ဟာသူနဲ့ရှိတယ်။ခမဲတော်ဟာသူနဲ့တူရှိတယ်။ခမဲတော်လည်းသူပဲ။သားတော်လည်းသူပဲ။ဝိညာဉ်တော်လည်းသူပဲ။နံဝိညာဉ်ဖခင်ကလူရဲ့အသွေးလူရဲ့အသားလူအယိုးယူဆောင်ပြီးတော့မှလူကဲ့သို့ဖြစ်လာတယ်ဒီပုဂ္ဂိုလ်ဟာကောင်းကင်အဖရဲ့ reflection ကိုပြဖို့ဖြစ်တယ်ကောင်းကင်အဖပြောခြင်းတဲ့အရာတွေဖြစ်ပါတယ်ဒါကြောင့်ခုချိန်မှာလည်းကျွန်တော်တို့အထက်မှာကောင်းကင်အဖသားတော်ဖရာခမဲတော်ဖရာဝိညာဉ်တော်ဖရာတန်ရှင်တော်ဝိညာဉ်တော်အနေနဲ့ကျွန်တော်တို့ရှေ့မှာရောက်နေပါတယ်တန်ရှင်တော်ဝိညာဉ်တော်ရောက်တယ်လို့ပြောရင်ခမဲတော်လည်းရောက်တယ်သားတော်လည်းရောက်ပြီးသားသားတော်ကိုလက်ခံလိုက်ရင်လည်းခမဲတော်ကိုဝိညာဉ်တော်ကိုလက်ခံပြီးသားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာခရစ်တော်ဒီကောင်းကင်အဖရဲ့စီးဆင်းရာ channel တစ်ခုဖြစ်ခဲ့တယ်လို့အခုကျွန်တော်တို့လည်းကောင်းကင်အဖရဲ့နာဝိညာဉ်ဘုရားရဲ့မမြင်ရတဲ့ဘုရားရဲ့စီးဆင်းရာအနေနဲ့မြေကြီးပေါ်မှာကျွန်တော်တို့ဟာရောက်နေခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာ channel ဆိုတာကိုလည်းမှတ်ထားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ဟာ not a container တော်တော်များခရိယန်တွေကသူတို့ကိုသူတို့ container လို့ထင်ကြပါတယ်။ container ဆိုတာကတော့ထဲဖို့တစ်ခုပါပဲ။စုဖို့တစ်ခုပါပဲ။တော်တော်များဒီကလေးကိုကျန်းစာတင်ထားလိုက်ရင်တော့သူကကျန်းစာတွေအများကြီးတည်ပြီးတော့မှမကောင်းတဲ့လမ်းကနေတော့မသွားတော့ဘူးเนาะမကောင်းတဲ့လမ်းနဲ့မရောက်တော့ဘူးကောင်းတဲ့လမ်းကနေမလွဲတော့ဘူးဆိုပြီးတော့မှကွန်တိန်နာအနေနဲ့ပဲကျွန်တော်တို့ကတုံ့ပြကြတယ်ကွန်တိန်နာအနေနဲ့ကျွန်တော်တို့သားသမီးတွေကိုကျွန်တော်တို့ရဲ့တွန်တင်ရတဲ့နယ်ပယ်ကိုမတွန်တင်ကြစို့နဲ့ channel တစ်ခုအနေနဲ့တွန်တင်ကြစို့ဘာကြောင့်လဲကမ္ဘာမြေကြီးကိုကျွန်တော်ကြည့်တဲ့အခါမှာအင်မတန်မှအခက်အခဲကိုကြုံနေရတယ်ကျွန်တော်တို့ဆေးရုံဆေးကန်းတွေဆိုတာလဲဖျားနာခြင်းတွေထိကြံခြင်းတွေနောက်ဒုက္ခခံရခြင်းတွေကြောက်ရွံ့ခြင်းတွေနဲ့ပြည့်နေတယ်ဒါပေမဲ့အဲ့ဒီလိုနေရာမှာဘုရားသခင်က HCF member ကိုထားတယ် as channel of hope မျော်လင့်စရာကအဲ့ဒီ channel ကြီးတစ်ခုလုံးကိုsorry အဲ့ဒီ level ကြီးတစ်ခုလုံးကိုဖယားရဲ့မေတ္တာနဲ့ပြည့်စေဖို့ရန်အတွက်ကောင်းကင်အဖက channel တစ်ခုအနေနဲ့ပေးထားတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ယုံကြစို့ကျွန်တော်ရှိနေရင်ကျမရှိနေရင်ဒီ level ကြီးကလုံလောက်နေပြီဘာကြောင့်လဲဖယားကအဲ့ဒီကနေစီးဆင်းမယ်လို့စဉ်းစားလိုက်လို့ရှိရင်လုံလောက်ပါတယ်ဥပမာရေကန်တကန်ကိုစဉ်းစားကြည့်ပါရေကန်တကန်မှာပိုက်တလုံးထိုးလိုက်တာနဲ့တပြိုင်နက်ဒီရေကန်ကရေပြည့်သွားနိုင်တယ်လို့ကျွန်တော်တို့ယုံကြည်သက်ဝင်တယ်လို့ကျွန်တော်တို့ရဲ့နယ်ပယ်ကိုကျွန်တော်တို့အားဖြင့်ဖခင်ကရောက်လာနိုင်တယ်ဖခင်ကကျွန်တော်တို့အားဖြင့်သူတို့ကိုထိတွေ့နိုင်တယ်ဆိုတာကိုတပေါ်ပေါက်နားလည်ရင်ကျွန်တော်တို့ရဲ့နေရာဘလောက်တောင်မှမျှော်လင့်စရာကောင်းတယ်လေဘလောက်တောင်မှတန်ဖိုးရှိတယ်လေအဓိပ္ပာယ်ရှိတယ်လေဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့မှတပေါ်ပေါက်ဖို့ဖြစ်ပါတယ်လို့နောက်ကျွန်တော်တို့ဒီ channel တစ်ခုတည်းဒါမကဘဲနဲ့ကျွန်တော်တို့မှာဖျားသခင်က HCF ministry ဟာ HCF လို့ပြောလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တပေါ်ပေါက်ဖို့ရန်အတွက်ကဖျားမေတ္တာရဲ့ထိတ်အမှတ်
HCF လို့ကျွန်တော်တို့ဆိုလိုက်တာနဲ့တပြိုင်နက်လူဖြားလူနာတွေဖယားမေတ္တာကိုသိရမယ်အရာပဲ HCF NLD လို့ပြောမယ် HCF NAD လို့ပြောမယ် GAD လို့ပြောမယ်ဘလို့ပဲပြောတဘောပေါက်နားလည်ရမှာကဒီတယောက်ကဒီလူတွေကိုမေတ္တာပြဖို့ဖယားကထားတာပဲဒါကို marking ပေးထားရမှာဖြစ်ပါတယ်ဒီလိုမှတ်ထားပေးထားရမှာဖြစ်ပါတယ်ကိုလည်းအဲ့လိုမှတ်ထားရမှာဖြစ်ပါတယ်ကျွန်တော်ဟာဖယားရဲ့ marking ပဲဖယားမေတ္တာကိုကျွန်တော်ကိုမြင်တာနဲ့ကျမကိုမြင်တာနဲ့ဖယားမေတ္တာဒီလူတွေမြင်သွားစေရမယ်အတန်ကြားတာနဲ့ဖယားရဲ့မေတ္တာအတန်ကိုကြားရမယ်ဒါကို marking အနေနဲ့ကျွန်တော်ထားဖို့ဖြစ်ပါတယ် HCF ministry ဆိုတာက the mark of love လို့လည်းခေါ်လို့ရတယ် the mark of father's love လို့လည်းခေါ်လို့ရပါတယ်ယေရှုခရစ်တော်ကလောကကြီးကိုပြောတယ်လေ The world will know us by our love not our position or title ကျွန်တော်တို့ရဲ့ position တွေ title တွေကနေလို့လောကီသားတွေမသိပါစေနဲ့ကျွန်တော်တို့ကိုဖယားလောကီသားတွေသိဖို့ရန်အတွက်ကကျွန်တော်တို့ရဲ့မေတ္တာကနေပဲသိပါစေဒါကအင်မတန်မှအရေးကြီးပါတယ်ဒါကြောင့် HCF မှာ love is our identity our strategy and our message ကျွန်တော်တို့ရဲ့ love ရဲ့အနှစ်သာရကဒါဖြစ်ပါတယ် identity မှတ်ပုံတင်ကတ်လေးပေါ့လို့ပေါ့ strategy လည်းဒါပါပဲ message လည်းဒါပါဒါဟာကောင်းကင်အဖကကျွန်တော်တို့ကိုခိုင်းထားတဲ့ ministry ဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်နောက်ဆုံးပိုင်းအနေနဲ့ကျွန်တော်ဘာပြောချင်တယ်လဲဆိုလို့ရှင်တော့ Christmas love ဆိုတဲ့ဖယားရဲ့မေတ္တာ reflection ပေးတဲ့အသက်တာဟာကျွန်တော်တို့ရဲ့အသက်တာမှာအင်မတန်မှကိုမှနဲ့နေပါတယ် Christmas ကိုတော်တော်များများက just a celebration ဆိုပြီးတော့မှအိမ်မှာ decoration တွေစားပြီးတော့မှကင်ကြတယ်ဖယားเจ้าမှာကင်ကြတယ်အိမ်မှာသားတွေသမီးတွေ Christmas ဝတ်စုံလေးတွေဝတ်တဲ့အလှတစ်လေးတွေစားရှိသဖြင့်ပေါ့ဒီနှစ်တော့ဘယ်လိုလက်ဆောင်လေးတွေပေးမယ်ဆိုတော့ celebrate လုပ်ဖို့အတွက်ပဲ target လုပ်နေတဲ့အချိန်မှာကောင်းကင်အဖကကျွန်တော်တို့ကို demonstration ပေးဖို့လိုအပ်တယ်လို့ပြောပါတယ်ယေရှုခရစ်တော်မြေကြီးပေါ်ရောက်လာပြီးတော့မှ demonstration ဘာလုပ်ခဲ့တယ်လဲလို့ပြောရင် God's love would reach us ဖယားရဲ့မေတ္တာကျွန်တော်တို့ရှိရောက်လာနိုင်တယ် God's love will change us အဲ့ဒီမေတ္တာကကောင်းကင်သားတွေအဖြစ်ကျွန်တော်တို့ကိုပြောင်းသွားစေနိုင်ပြီ God's love would flow through us တခုပဲကြံနေပါတယ်သင်ဟာ born again ဖြစ်ပြီးကျွန်တော်ဟာ born again ဖြစ်သွားပြီဘာကြောင့်လဲ God's love က reaching ကျွန်တော်တို့ရှိရောက်နေပြီဘသူအားဖြင့်လဲခရစ်တော်အားဖြင့်ရောက်တယ်အဲ့တော့ကျွန်တော်တို့ဟာဖခင်ကကျွန်တော်ကိုချစ်ပါလားကျမကိုချစ်ပါလားတည်ပြီးပြောင်းလဲသွားပြီဒါပေမဲ့ God's love will flow through us ဆိုတာကို assignment အနေနဲ့ကျွန်တော်တို့မှာကြံနေတယ်ဒီခေတ်ယုံကြည်သူတော်တော်များများမှာကြံနေတယ်ကျွန်တော် HCF တော့ခြေလှမ်းတော်လှမ်းနေပါပြီဒါကြောင့် Christmas ဆိုတာဖယားမေတ္တာမစီးစင်သေးဘူးဆိုရင်ကွန်တိန်နာတစ်ခုလောက်ပဲရှိနေသေးတယ်ဆိုရင်ကောင်းကင်ဖကဝမ်းမမြောက်ပါဘူးကောင်းကင်ဖကအားမရနိုင်သေးပါဘူးဆိုတာကိုကျွန်တော်နည်းနည်းလေး reflection ပြန်ပေးခြင်းပါတယ်ဒါကြောင့်ဒီနေ့ကစပြီးတော့မှကျွန်တော်တို့ဒီ2025ရဲ့ Christmas ကိုလည်းကျွန်တော်တို့ကောင်းကင်အဖရဲ့မေတ္တာစီးစင်းဖို့ကျွန်တော်တို့ declaration တွေကနေပြောနေတဲ့ဖျားသခင်ရဲ့မေတ္တာတော်ဒီပလင်တော်မှကျွန်ုပ်အထဲသို့၎င်းကျွန်ုပ်အထဲကနေလို့ပြန်လဲစီးဆင်းပါမည်အကြောင်းလို့ပြောခဲ့တဲ့အတိုင်းဆက်လက်ပြီးတော့မှကျွန်တော်တို့စီးဆင်းကြပါစို့လို့ဝေမျှတိုက်တွန်းလိုပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေအာမင် Amen. Thank you ပါဆရာဟုတ်ကဲ့ပါ God bless you, sir.